နဂရောကဂရောဘွားကြီးမြောက်ပြီးတတာသမင်းမနောအုံငပြောနဲ့သဘောဖြူစင်ကျွန်ုပ်ကတင်းစီပင်ထွန်ကားမပါလားဟုသနာရဲ့ခံနတ်ဆောင်တဲ့သခင်သူကကြားလက်တန်ရတယ်ရွာတော်ရှင်တော်ရှင်လက်တန်ရပွဲကြည့်လက်တန်ရတယ်မြို့ရွာကိုပိုင်အုပ်ဆိုပါတဲ့မြတ်မျိုးရှင်မြို့ရွာကိုပိုင်အုပ်ဆိုပါတဲ့မြတ်မျိုးညီလာကွယ်နာနန်းတောင်ကြီးရှင်ဦးသုံးချိန်တေမဲလင်းဖြင်ကြတော့နန်းရဲ့ကွန်းစင်ကကြေးတော်ရှင်ရှင်တော်မျိုးတို့ဘုရားတို့မပါအတူလေးရတဲ့ရှင်ကပြိုင်ကြောဘွားကြီးနဲ့ကတဲ့အဲ့ဒီနတ်ကြောပြန်သွားပြီနောက်9နှစ်မသေးကြကျွန်တော်တို့ဘွားတွေ